မငေးရအောင်မင်္ဂလာပါမြေအောက်ရေကျော်စူးစမ်းရှာဖွေပြီးတော့စက်ရည်တွင်တူဖို့အောင်မြင်ခြင်းဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်အပိတ်ရွာကလဲတကွန်တိုင်းလမ်းမူတုံမြို့နယ်မွန်ပြည်နယ်မှာဖြစ်ပါတယ်ဥယျာဉ်ချံရဲ့တောင်ကုန်းအမြင့်မှာစက်ရည်တွင်တူးနိုင်ဖို့အတွက်မြေအောက်ရေကျော်ကိုစူးစမ်းရှာဖွေပေးခဲ့ပါတယ်မြေအောက်ရေကျော်စူးစမ်းရှာဖွေရာမှာအသုံးပြုတဲ့ဘူမိယူပစက်ကရိယာများဖြစ်ပါတယ်ဘူမိလျှက်စစ်တန်လိုက်စက်ကွင်း Geo Electromagnetic Field ထောက်လှမ်းတဲ့နည်းပညာကိုအသုံးချပြီးတော့မြေအောက်ရေကျော်ရှာဖွေနေခြင်းဖြစ်ပါတယ်စူးစမ်းရှာဖွေတွေ့ရှိထားတဲ့မြေအောက်ရေကျော်ကိုလျှက်စစ်ခုခံမှုကြိမ်နှုန်း Electrical Resistivity Frequency Survey တိုင်းတာတဲ့နည်းပညာနဲ့ရေထွက်အားကောင်းမကောင်းတူးဖို့ရတင့်မတင့်ကိုတိုင်းတာနေခြင်းဖြစ်ပါတယ်လက်ဖက်တုပ်ကြက်ဥကျော်ငါးနှက်6ကျော်လေးနဲ့ရိုးရှင်းတဲ့နေ့လေစာလေးပေါ့ခင်ဗျာအနက်ပေအလိုက်မြေအောက်ရေကျော်အလွှာစုစုပေါင်းဘယ်နှလွှာရှိသလဲဆိုတာကိုကမ္ဘာတန်လိုက်စက်ကွင်း Geomagnetic Field စူးစမ်းထောက်လှမ်းခြင်းနည်းပညာနဲ့တိုင်းတာနေပါတယ်အနက်ပေ350အထိတိုင်းတာခဲ့ရာမြေအောက်ရေကျော်အလွှာ12လွှာတွေ့ရှိပြီးတော့မှတ်တမ်းတင်နိုင်ခဲ့ပါတယ်စက်ရည်တွင်ပိုင်ရှင်ဦးဝင်းရှိန်နဲ့ဒေါက်ခင်ဦးတို့နဲ့မှတ်တရဖြစ်ပါတယ်စက်ရည်တွင်တည်ရှိရာတောင်ကျိုးပြမြေပုံဖြစ်ပါတယ်ရေပေါက်ထွက်ပါပြီစက်ရည်ရဲ့အနက်ပေက250တနင်္ဂနွေကံ6ခံထွက်ပါတယ်နော်ဒီထွက်အားကောင်းလို့ချောင်းဖြစ်သွားပါပြီဒီအောက်ရေကျော်စူးစမ်းရှာဖွေခြင်းနဲ့ဆိုရင်ဒီဆိုဖေးဘူးဒီကဘုံညကိုဘုံခွန်လေးများနှစ်တစ်သုံးနှစ်ကိုဆက်ပေါ်ပါခင်ဗျာ